ဖုံးခွက်ကြီးကလက်ထဲမှာပူလောင်နေပေမဲ့တစ်ဖက်ကထွက်လာတဲ့ရီးစားဖြစ်သူရန်ချန်ရဲ့အတန်ကတော့ရေခဲတတိုင်းလိုအေးဆက်လွန်းလာတယ်ငါတို့လမ်းခွဲရအောင်ဘွဲရပြီး3နှစ်အတွင်းအလုပ်3ခေါက်ပြောင်းခဲ့ပေမဲ့တပြားမှစုမိဆောင်မိမရှိတဲ့မင်းရဲ့စင်းရဲမွေးတည်မှုကိုသူမမအောင်အီးနိုင်တော့ဘူးသူမဟာချမ်းသာတဲ့တထေးသားဝန်ဟောင်ရဲ့ရင်ခွင်ထဲကိုအလွယ်တကူပဲခိုးဝင်သွားခဲ့ပြီဖုံးကျသွားတော့မင်းခုံတန်းလျားပေါ်မှာလူကောင်ကြီးပဲကျွန်တော်တဲ့အထိစိတ်တက်ကြစွာထိုင်ချလိုက်မိတယ်လွန်ခဲ့တဲ့နှစ်တွေကကွယ်လွန်သွားတဲ့မိဘတွေကိုစေကူတာပေးရင်းနဲ့မင်းမှာငွေပွေကျွေးမိ3သိန်းခွဲတင်ကြံခဲ့တယ်နောက်ဆုံးတော့မိဘတွေလည်းဆုံးပါကျွေးမိတွေပဲပြီးပြီမင်းလက်ထဲမှာအသက်ငင်နေတဲ့ကုံစုံဆိုင်အသေးလေးတစ်ဆိုင်ပဲကြံခဲ့တော့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲရုတ်တရက်လေပြင်းတွေဝေဝဲလာပြီးပတ်ဝန်းကျင်ရဲ့နောက်ခံတေးတံကတုံလုံးချောက်ချစရာဖြစ်ကိုပြောင်းလဲသွားတယ်မင်းမျက်လုံးဖွင့်လိုက်တဲ့အချိန်မှာတော့ကဘာပြက်ကတ်ထဲကိုရောက်နေပြီဆိုတာသိလိုက်ရတယ်မှန်ပြင်းပေါက်ကနေအပြင်ကိုလှမ်းကြည့်လိုက်တော့တွေးပြက်စရာဇွန်ဘီအုပ်ကြီးကုံစုံဆိုင်ကြီးရုတ်တရက်ပေါ်လာတာမို့ဇွန်ဘီတွေရဲ့အာယုံကမင်းစီကိုရောက်လာပြီးတွေးဆနေတဲ့တားရဲတွေလိုယူသွတ်စွာပြေးဝင်လာကြတော့တယ်သွားပြီးငါတော့တေးပြီးမင်းမျက်လုံးမိတ်ထားလိုက်မိပေမဲ့မျောလင့်ထားသလိုမှန်ကွဲတန်တွေထွက်မလာခဲ့ဘူးဒီကုံစုံဆိုင်ဟာပကတိကာကွယ်ရေးဆိုတဲ့အကာအကွယ်တားအဆီးရှိနေတာပဲမင်းဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အမဲသားမမောက်ခောက်ဆွဲချောက်ရေတန့်ဝက်ဦးချောင်းပြီးစက်ကစ်လက်တွေကဘာမှာတန်ဖိုးမရှိတဲ့ဒီအရာတွေဟာဒီငရဲခန်းထဲမှာဆိုရင်ကောကဘာပြက်ကတ်ထဲမှာအဖိုးတန်ဆုံးကရွှေမဟုတ်ဘူးစိတ်မဟုတ်ဘူးတန်ရှင်းတဲ့အစားအစာနဲ့ရေပဲမင်းကျွေးမိ3သိန်းခွဲကိုတတိရတယ်ရန်ချန်ရဲ့ရက်ဆက်တဲ့စကားတွေကိုတတိရတယ်မင်းရေတန့်တပလင်းကိုဖောက်ပြီးမောတောက်လိုက်တယ်12နာရီအတွင်းငါရဲ့ပထမဆုံးရွှေအိုးကိုငါရှာရမယ်မင်းဈေးနှုန်းတွေကိုစိတ်ထဲကတတ်မှတ်လိုက်တဲ့ရေတန့်တပလင်းကိုရွှေ30ဂရမ်ခောက်ဆွဲတစ်ထုပ်ကိုရွှေ100ဂရမ်ဒါပေမဲ့အပြင်မှာဇွန်ဘီတွေပိတ်နေတော့ဘဲတက်ရှင်ချန်ရစ်သူကလာရဲမှာလဲမင်းစဉ်းစားလိုက်ပြီးရေနွေးအိုးခလုတ်ကိုနှိပ်လိုက်တဲ့ဆိုင်ထဲမှာလျှက်စစ်မီးရှိနေသေးတာပဲအကုံစုံဆိုင်ဟာပြင်ပလောကနဲ့လုံးဝတိကျဖြစ်နေတဲ့စနစ်တစ်ခုအောက်မှာရှိနေတာခဏအကြာမှာတော့ခောက်ဆွဲ6ရဲ့ဆူရှာပြီးဆွဲဆောင်မှုအပြည့်ရှိတဲ့အနံ့ကဆိုင်ထဲမှာပြန့်လွင့်သွားတယ်တကားဖွင့်လို့မရတော့မင်းအနံ့ဆုပ်ဆက်ကိုဖွင့်ပြီးဒီလူတက်ချင်စရာကောင်းတဲ့အနံ့ကိုအပြင်လောကထဲမှုတ်ထုတ်လိုက်တယ်အပြင်ကပျက်စီးနေတဲ့လမ်းမထက်ကိုအနံ့တွေပြန့်သွားတဲ့အချိန်ရုတ်တရက်မီးတောက်တစ်ခုကောင်းကင်ကနေကျလာပြီးဇွန်ဘီတွေကိုပြချပစ်လိုက်တယ်အမျိုးသမီးတစ်ယောက်သူမနာမည်ကရဲရင်သူမဟာကုံစုံဆိုင်ကိုမြင်တော့အံ့ဩသွားပြီးအထဲကိုဝင်ဖို့အလုပ်မမြင်ရတဲ့မှန်တိုင်းကြီးကိုဝင်တိုက်မိသွားတယ်မင်းလဲစွမ်းအားရှင်ပဲပေါ့ဒါမင်းရဲ့စွမ်းအားလားရဲရင်ကမေးပြီးခောက်ဆွဲ6ကိုကြည့်ကသွားရည်ကျနေတယ်အဲ့ဒါဘယ်လောက်လဲငါရွှေပဲလက်ခံနဲ့ရွှေ100ဂရမ်မင်းကအေးအေးဆေးဆေးပြန်ပြောလိုက်တယ်ရွှေ100မင်းတပြားတိုင်းနေတာလားရဲရင်ကစိတ်တူပြီးမိတောက်နဲ့လှမ်းထုပေမဲ့အကာအကွယ်တိုင်းကြောင့်မိတောက်ကလေထဲမှာတင်ပျောက်ကွယ်သွားတယ်မင်းကသူမကိုဂယုမဆိုင်ပဲခောက်ဆွဲကိုမြင်ရင်ရှက်ရီထိုင်စားပြလိုက်တယ်သူမရဲ့ဘိုက်ကတကွီကွီနဲ့အတန်မြည်လာတယ်ဒီကဘာပြက်ကတ်ထဲမှာပူပူနွေးနွေးအစားအစာကိုမစားရတာဘယ်လောက်ကြာပြီလဲနောက်ဆုံးတော့စားလောင်မှုကမာနကိုအနိုင်ယူသွားတယ်ငါမှအခုရွှေမရှိသေးဘူးအကျွေးမှတ်ထားလို့ရမလားငါဆိုင်ကအကျွေးမရောက်ဘူးမင်းကပြောရင်းနဲ့ခောက်ဆွဲကုန်တော့ဝက်ဦးချောင်းတစ်ချောင်းကိုလှမ်းပစ်ပေးလိုက်တယ်လမ်းဘေးကအကြောင်းတစ်ကောင်ကိုအစာကျွေးတယ်လို့မျိုးပေါ့ရဲရင်တကူလုံးတောင့်တင်းသွားပေမဲ့ဝက်ဦးချောင်းကိုကောက်ပြီး3ကြိုက်ထဲနဲ့ကုံအောင်စားပစ်လိုက်တယ်ဒါငါရဲ့ကတိပဲရွှေ100ဂရမ်အတွက်ခောက်ဆွဲတစ်ပွဲခြံထားပြီးသူမလှည့်ထွက်ဖို့အလုပ်မင်းကရေခဲတက်တာတဲ့ကကိုကာကိုလာတပူးနဲ့ဆက်ဆက်တုပ်တစ်ထုပ်ကိုထုတ်ပြလိုက်တယ်ကိုကာကိုလာကရွှေ90ဂရမ်ဆက်ဆက်တုပ်က30ဂရမ်ရဲရင်ရဲ့လက်သီးတွေကြစ်ပါအောင်စုပ်သွားပြီးပစ္စည်းတွေအလုံးလောက်ပြင်ထားလိုက်လို့ပြောကရွှေရှာဖို့မှောင်မိုက်တဲ့အရေးထဲကိုတိုးဝင်ပြောက်ွယ်သွားတော့တယ်တနာကြီးကြော်ကြတော့ရဲရင်ပြန်ရောက်လာတယ်သူမလက်ထဲမှာရွှေရည်အပြည့်နဲ့အိမ်မဲတစ်လုံးပါလာတဲ့စနစ်ရဲ့ခွင့်ပြုချက်နဲ့အိတ်ကမင်းချီရင်ကိုရောက်လာတယ်မင်းကပစ္စည်းတွေကိုထုတ်ပေးပြီးအပိုဆောင်အနေနဲ့ကြက်ဥတစ်လုံးထုတ်ပြလိုက်တယ်ကြက်ဥတစ်လုံးထပ်ပေါင်းမလားရွှေ90ဂရမ်မင်းရဲရင်ဒေါသထွက်သွားပေမဲ့ညင်းလို့မရဘူးသူမခါပတ်ထဲကနေခိုးရွယ်စားရှိတဲ့တောက်ပနေတဲ့ကြောက်တုံးတုံးကိုထုတ်ပေးလိုက်တယ်အခုလောလောဆယ်ရွှေမရှိတော့ဘူးဒါနဲ့လဲမယ်မင်းညင်းဖို့အလုပ်မှာပဲဆိုင်ရဲ့စနစ်ကနေသတိပေးချက်တက်လာတယ်သတိပေးချက်စွမ်းအင်မြင့်မားသောပစ္စည်းအဆင့်နှိမ့်ဇွန်ဘီအတွင်းကြောက်ကိုတွေ့ရှိရသည့်ဤအယောင်းဝယ်ကိုပြမြောက်အောင်ပြုလုပ်ရန်ပြင်းထန်စွာတိုက်တွန်းပါသည်မင်းချက်ချင်းသဘောပေါက်သွားတဲ့ကုံစုံဆိုင်ရဲ့တကယ့်ရည်ရွယ်ချက်ကဒီအတွင်းကြောက်တွေပဲဒါဟာစွမ်းအားရှင်တွေရဲ့ကြင်ကြံခြင်းအတွက်အဖို့တန်ရတနာပဲမင်းကတော့မလိုချင်သလိုအမူအရာနဲ့ကဲမင်းရဲ့စေတနာကိုထောက်ပြီးငါအခွင့်အရေးပေးလိုက်မယ်ဆိုပြီးပစ္စည်းတွေအားလုံးကိုလွှဲပေးလိုက်တဲ့ရဲရင်ကတော့အနမ်းမရစားတော့ပြီးတာနဲ့ငါပြန်လာခဲ့မယ်လို့ပြောကထွက်ခွာသွားတယ်ရဲရင်ထွက်သွားပြီးနောက်မင်းအဲ့ဒီကြောက်တုံးကိုတောက်တုံးဖို့စနစ်ကိုစစ်ဆေးလိုက်တဲ့ပြင်ပလောကမှာဆိုရင်ဒီကြောက်တုံးကိုသုံးရင်ဗီဇပျက်စီးပြီးတေဆုံးနိုင်ခြေကို19ရှိပေမဲ့ကုံစုံဆိုင်အတွင်းမှာတော့မင်းဟာဘလို့ထိခိုက်ဒဏ်ရာကိုမဆိုဗီဇပျက်စီးခြင်းအပါအဝင်လုံးဝကာကွယ်ထားတာဖြစ်တယ်မင်းကြောက်တုံးကိုမျိုးချလိုက်တဲ့အခါတကူလုံးပစုံထုတ်လို့ကွေးသွားရလောက်အောင်ပြင်းထန်တဲ့နာကျင်မှုတွေခံစားလိုက်ရတယ်ဒါပေမဲ့ခဏအကြာမှာတော့အားအိမ်တွေပြည့်ရှံလာတယ်ဒါစွမ်းအားရှင်ဖြစ်သွားတာလားမင်းစမ်းတက်ကြည့်တဲ့အခါမိတောက်ထွက်မလာဘူးဒါပေမဲ့မင်းဘေးကစင်ကိုရိုက်မိလိုက်တဲ့အချိန်စင်ကြီးတစ်ခုလုံးပျောက်ကွယ်သွားပြီးမင်းရဲ့စိတ်ထဲမှာတစ်ခုပတ်မီတာကျယ်ဝန်းတဲ့ dimension တူလောင်ယုံကြီးပေါ်လာတာကိုတွေ့လိုက်ရတယ်မင်းချက်ပြုတ်နေတဲ့ခောက်ဆွဲအနှံ့ကြောင့်ပတ်ဝန်းကျင်ကပုံကွယ်နေတဲ့စွမ်းအားရှင်တွေလူမိုက်ဖွဲ့တွေအားလုံးရောက်လာကြတယ်ကြားအကူလို့ခေါ်တဲ့တပြားတိုက်ဖွဲ့လည်းပါဝင်တယ်
လူအုပ်ကြီးကဒါကိုထောင်ချောက်လို့ထင်နေကြတော့အမတ်ပုံနောက်ကလူမိုက်တယောက်ကစိတ်မရှိတော့ပဲမင်းကိုတနက်နဲ့လှမ်းပစ်လိုက်တယ်ဒါပေမဲ့ကြည်စံဟာဆိုင်းရှိ9မီတာကွာမှတည်းမမြင်ရတဲ့တိုင်းကိုထိပြီးလွင့်စင်သွားတယ်နောက်တစ်ယောက်ကစိတ်ဆွမ်းအားနဲ့တိုက်ခိုက်ပြန်တော့လေဘာမှမဖြစ်ဘူးမင်းကအေးဆေးပဲခောက်ဆွဲစားရင်ပြောလိုက်တယ်ငါဆိုင်မှာအေးဆေးအယောင်းဝယ်လုပ်ရင်ရတယ်ဒါပေမဲ့လက်ဦးမှုယူပြီးတိုက်ခိုက်တဲ့လူကတော့အယောင်းဝယ်လုပ်ခွင့်ထားဝရဆုံးရှုံးမယ်အဲ့ဒီအချိန်မှာပဲဒေါက်ဖက်နဲ့တန်တဲ့အတူရဲရင်ပြန်ရောက်လာပြီးလူအုပ်ကြီးကိုတတိပေးလိုက်တယ်ဒီဆိုင်ကိုဘယ်သူမှထိခိုက်အောင်မလုပ်နိုင်ဘူးမင်းတို့ရဲ့လောဘတွေကိုတင်ထားလိုက်ကြရဲရင်ကရွှေတုံးများကြီးနဲ့ရိတ်ခါတွေအများကြီးကိုလဲလှယ်ပြီးပြန်ထွက်သွားတယ်ဒါကိုမြင်တော့လူအုပ်ကြီးဟာတန်တရားတွေပျောက်ဆုံးပြီးလောဘကြီးတိုးဝေလာကြတော့တယ်သူထေးငါလဲမယ်ငါမှရွှေရှိတယ်ငါမှဇွန်ဘီအတွင်းကြောက်ရှိတယ်ပထမဆုံးတိုက်ခိုက်ခဲ့တဲ့လူမိုက်3ယောက်ကတော့အယောင်းဝယ်လုပ်ခွင့်မရလို့ယူတုတ်ပြီးတခြားလူတွေရဲ့ခောက်ဆွဲတွေကိုလိုက်ဖြတ်စီးဖို့ကြိုးစားတဲ့အခါရဲရင်ရဲ့မိတော့ကမှောင်မိုက်ထဲကနေထွက်လာပြီး3စက္ကန့်အတွင်းသူတို့ကိုပြအဖြစ်ပြောင်းလဲပစ်လိုက်တယ်အယောင်းဝယ်တွေကတော့ရေစီးကြောင်းလိုမရက်မနာဖြစ်ပွားနေခဲ့တဲ့ကုန်းစုံဆိုင်တွေကစင်ဘော်ကပစ္စည်းတွေအားလုံးဟာအံ့ဩစရာကောင်းတော့အောင်မြန်ဆန်တဲ့နှုံးနဲ့ကုန်းစင်သွားခဲ့ပြီးဘသူမှဈေးနှုန်းကိုမငြင်းညူကြသလိုဘသူမှပြဿနာမရှာရဲကြတော့ဘူးရဲရင်ကမင်းကိုနက်နက်နဲနဲတစ်ချက်ကြည့်ပြီးပြောတယ်မင်းတော်တော်ချမ်းသာသွားပြီပဲနောက်တစ်ခေါက်ဘယ်တော့ပြန်လာမလဲမသိဘူးတော့ပြောပြီးသူမှလည်းအမောင်ထုတဲ့ကွက်ပြောက်သွားတယ်လူတွေအားလုံးထွက်ခွာသွားပြီးတဲ့နောက်တကူလုံးတိတ်ဆိတ်သွားတဲ့ကုန်းစုံဆိုင်ထဲမှာမင်းရဲ့စိတ်အာရုံနဲ့တိုးလောင်ယုံကိုဖွင့်ကြည့်လိုက်တယ်ရွှေကီလိုဂရမ်100ကျော်နဲ့ဇွန်ဘီအတွင်းကြောက်33တုံးအတွင်းကြောက်တွေကိုမျိုးချရင်ပြင်းထန်တဲ့နာကျင်မှုကိုခံစားရမယ်ဆိုတာသိပေမဲ့မင်းတုံဆိုင်မနေပဲအားလုံးကိုမျိုးချပစ်လိုက်တဲ့ကုန်းစုံဆိုင်ရဲ့အကာအကွယ်အောက်မှာမင်းရဲ့စွမ်းအားတွေဟာမထင်မှတ်ထားတော့အောင်ပောက်ကွဲတိုးတက်လာပြီးကြီးမားတဲ့အင်ပါယာကြီးတစ်ခုကိုတိစောက်ဖို့အတွက်ပထမဆုံးခြေလှမ်းကိုခိုင်မာစွာလှမ်းလိုက်နိုင်ပါတော့တယ်